တခါတော့ကစာသင်ခန်းတစ်ခါမှာဆရာမကသူ့ရဲ့တပည့်တွေကိုပုံပြင်လေးတစ်ပုဒ်ပြောပြတယ်။အဲ့ဒီပုံပြင်လေးကဒီလိုပါလင်မယားစုံတွဲပါလာတဲ့တင်မောတစ်စင်းနစ်မြုပ်သွားတယ်။အချိန်တော်တော်ကြီးကြာမှအသက်ငယ်လှေတစ်စင်းရောက်လာတဲ့။အသက်ငယ်လှေပေါ်မှာနေရဆိုလို့တနေရာပဲကြံပါတော့တယ်။အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူဟာသူ့ရဲ့မိန်းမကိုတွန်းချလိုက်ပြီးသူကိုယ်တိုင်ပဲအသက်ငယ်လှေပေါ်ကိုခုန်တက်လိုက်တဲ့အဲ့ဒီအမျိုးသမီးကတော့တဖြည်းဖြည်းချင်းနင်းမြုံနေတဲ့တင်းမောပေါ်မှာရပ်ပြီးသူ့ယောက်ျားကိုစကားတခွန်းအော်ပြောလိုက်တယ်။အဲ့ဒီနေရာအထိပဲပြောပြီးတော့ဆရာမကကျောင်းသူကျောင်းသားတွေကိုမေးလိုက်တဲ့။ကဲသားတို့သမီးတို့ခံမှန်းကြည့်ပါအောင်။အဲ့ဒီအမျိုးသမီးကဘာအော်ပြောလိုက်တာဖြစ်မလဲတဲ့။ကျောင်းသားတွေကျောင်းသူတွေကတော့အလူအယက်ဒေါနဲ့မောနဲ့အော်ပြောကြတော့တာပေါ့။ငါနဲ့ကိုမုန်းနေငါ့ကိုထားပြရတဲ့ယောက်ျားစရှိတဲ့ဖြစ်ပေါ့အဲ့ဒီအချိန်မှာဆရာမကကျောင်းသူလေးတယောက်ကိုတတိထားမိသွားတယ်အဲ့ဒီကျောင်းသူလေးဟာဘာဆိုဘာမှဝယ်မပြောပဲငြိမ်နေလို့ပါဒါနဲ့ပဲဆရာမကမေးလိုက်တယ်သမီးကရောဘလို့ထင်တယ်လဲတဲ့အဲ့ဒီကျောင်းသူလေးကပြန်ဖြေလိုက်တဲ့ဆရာမသမီးထင်တယ်တဲ့အဲ့ဒီအမျိုးသမီးအော်ပြောလိုက်မှာကတော့ငါတို့ကလေးလေးကိုကောင်းကောင်းဂရုစိုက်ပေးပါလို့ဆရာမကအံ့ဩသွားတယ်ပြီးတော့ချက်ချင်းပဲပြန်မေးလိုက်တယ်အဲ့ဒီပုံမြင်ကိုနားထောင်ဘူးလို့လားသမီးကျောင်းသူလေးကခေါင်းကိုခါပြီးပြောလိုက်တယ်ဟင်းအင်းဆရာမနားမထောင်ဘူးပါဘူးဒါပေမဲ့သမီးမေမေနေမကောင်းဖြစ်ပြီးတေဆုံးကန်ဒီမှာအဲ့ဒီစကားဟာဖေဖေကိုပြောခဲ့တဲ့စကားပါဆရာမကပြန်ပြောလိုက်တဲ့သမီးအဖြေမှန်ပါတယ်ကွယ်တင်မောနင်းမြုပ်သွားပါတယ်ယောက်ျားကသူ့မျိုးကိုသူပြန်ရောက်ပြီးသူတို့မှကြံခဲ့တဲ့တယောက်တည်းသောသမီးလေးကိုကြီးပြင်းလာတဲ့အထိကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်နှစ်ပေါင်းများစွာကြာပြီးနောက်အဲ့ဒီယောက်ျားဟာလည်းယောဂါနဲ့ဆုံးပါသွားတဲ့သမီးဖြစ်သူကသူ့အဖေကြံရစ်ခဲ့တဲ့ပစ္စည်းတွေကိုရှင်းလင်းတဲ့အချိန်မှာသူ့ဖေဖေရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တဲ့အဲ့ဒီအချိန်ရောက်မှအဲ့ဒီသမီးလေးကတီးလိုက်တယ်ဖေဖေနဲ့မေမေတင်းမောအတူတူစီးတဲ့အချိန်မှာသူ့မေမေရဲ့ယောဂါဟာနောက်ဆုံးအဆင့်ကိုရောက်နေပါပြီအရေးပေါ်အချိန်မှာသူ့ဖေဖေဟာအသက်ရှင်ဖို့တမြင်သာရှိတဲ့နေရာကိုအရောက်ပြေးခဲ့တယ်သူ့ရဲ့မှတ်တမ်းစာအုပ်မှာရေးထားတာကမိမကြီးငါမင်းနဲ့ဒီပင်လယ်အောက်ကိုအတူတူသာနစ်မြုပ်သွားလိုက်ချင်ပါတယ်ဒါပေမဲ့ဒါဟာသမီးလေးအတွက်ကြောင့်မဖြစ်နိုင်ခဲ့ပါဘူးဒီပင်လယ်ရေနဲ့အောက်မှာနင်းတယောက်တည်းကိုပဲထားခဲ့ရတဲ့အတွက်ငါ့ကိုခွင့်လွှတ်ပါပုံမြင်လေးပြောလို့ပြီးသွားပါပြီအခန်းထဲမှာလည်းငြိမ်သက်သွားပါတယ်ဆရာမကသိတယ်သူ့ကျောင်းသားတွေဒီပုံမြင်ရဲ့အနှစ်သာရကိုနားလည်လိမ့်မယ်လို့ဒီလောကမှာရှိတဲ့ကောင်းခြင်းဆိုးခြင်းဆိုတာတွေဟာတခါတလေမှာပွေလီရှုပ်ထွေးလာပါတယ်ပိုင်းခြားရမှာခက်ခဲလာပါတယ်ဒါကြောင့်အရာရာတိုင်းကိုအပေါ်ယံပဲကြည့်ပြီးအလွယ်တကူဝေဖန်ပိုင်းခြားလို့မရပါဘူးပိုက်ဆံရှင်းချိန်မှာပတ်စံအရင်ထုတ်ပြီးရှင်းတဲ့သူဟာသူပတ်စံအရင်ချမ်းသာနေလို့ဟုတ်ချင်မှဟုတ်မှာပါသူကဒီတငယ်ချင်းတန်ရုံးစင်ကိုငွေကြေးတဲ့ဖိုးပြီးအလေးထားလို့နေမှာပါအလုံးလုံးချိန်မှာအသိစိတ်နဲ့ပို့ပြီးစူးစမ်းလုပ်တဲ့သူဟာသူအနေလို့မဟုတ်ပါဘူးတောင်းဝန်တီးတယ်လို့ပါရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံးတောင်းပန်တဲ့သူဟာသူမှားနေလို့ဖြစ်ချင်မှဖြစ်မှာပါကိုဘေးကလူကိုသူတမိုးထားရမှန်းသိနေလို့ဖြစ်နိုင်ပါတယ်မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းစီကနေတခုခုပြန်ရဖို့တောင်းတနေတာမဟုတ်ပါဘူးမင်းကိုတငယ်ချင်းအစ်စ်တရအောင်အနေနဲ့တံပိုးထားလို့လည်းဖြစ်နိုင်ပါတယ်မင်းကိုအမြဲ message ပို့ဆက်သွယ်နေတဲ့သူဟာလည်းအားရနေလို့ဟုတ်ချင်မှဟုတ်မှာပါဒါဟာသူ့စိတ်ထဲမှာမင်းရှိနေလို့ပါပဲ